မေရိကန်နဲ့အီရန်ရဲ့48နှစ်အတွင်းပထမဆုံးတရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်မှာတော့မယ်။ဒီဆက်ချိန်ဧပြီလ17ရက်နေ့ညနေ6နာရီကျော်ပါ။အရှိလေပိုင်းနေကျွန်တော်တို့ဒီ73စီမြေဟောစာစားနေအခါစားတဲ့ကံကြမ္မာတွေကိုအဆုံးဖြတ်ပေးနိုင်တဲ့တမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။1989မှာဖြစ်ပွားခဲ့တဲ့အစ္စလာမစ်တော်လှန်ရေးနောက်ပိုင်း48နှစ်အတွင်းအမေရိကန်နဲ့အီရန်ခေါင်းဆောင်တွေကြားမှာအမြင့်ဆုံးအဆင့်ညနေချင်းဆိုင်တွေ့ဆုံဆွေးနွေးမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာတရားဝင်စတင်ပါတော့မယ်။ဒါပေမဲ့အခုသတင်းနောက်ဆုံးရယူချက်ညီမအချိန်ညနေ9နာရီကျော်အထိနှစ်ဖက်မတွေ့ဆုံရသေးဘဲနဲ့အခြေအနေကတင်းမာနေစေဖြစ်ပါတယ်။သမ္မတထရန့်ကမင်းညကအီရန်ဘက်ကအသက်ရှင်နေတာဆွေးနွေးဖို့လောက်ပဲရှိတယ်။သူတို့မှာကစားစရာဖဲတစ်ချက်မှမရှိဘူးလို့ကြေညာထားသလိုအီရန်ဘက်ကလည်းအမေရိကန်ကိုလုံးဝမယုံကြည်ဘူး။ငါတို့ပြည်သူတွေရတဲ့အခွင့်အရေးအတွက်ဒီအသေးလဲတိုက်ပွဲဝင်သွားမယ်လို့ပြန်လဲတုံ့ပြန်ထားပါတယ်။ဒီနေ့ရုပ်သံမှာတော့အစ္စလာမာဘတ်ကိုရောက်လာတဲ့နှစ်ဖက်ကိုယ်စားလှယ်တွေရဲ့အနေအထားဆွေးနွေးပွဲမစခင်အမေရိကန်ကအီရန်ကိုချွေးသိပ်လိုက်တဲ့ဒေါ်လာ6ဘီလီယံကိစ္စအီရန်ကိုယ်စားလှယ်တွေရဲ့အမည်ဝတ်မီနာ168ဆိုတဲ့နောက်ွယ်ကဇလန်းတွေကိုအရှင်းလင်းဆုံးတင်ဆက်ပေးပါမယ်။ဒီနေ့စနေနေ့မနက်ပိုင်းမှာအမေရိကန်ရဲ့ဒုသမ္မတ JD Vance ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က Air Force 2လေယာဉ်2စီးနဲ့အစ္စလာမာဘတ်ကိုရောက်လာပြီးတော့ပါကစ္စတန်စစ်ဦးစီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကကိုယ်တိုင်တွားရောက်ကြိုဆိုခဲ့ပါတယ်။အီရန်ကိုယ်စားလှယ်အဖွဲ့ကတော့တောက်ကြနေညကလေးကရောက်နေရပါ။အီရန်ရဲ့လွတ်တော်ဥက္ကဋ္ဌဂါလီဘတ်နဲ့နိုင်ငံခြားရေးဝန်ကြီးအာရာချီတို့ဦးဆောင်တဲ့အဖွဲ့ကစစ်ပွဲအတွင်းတည်ဆုံသွားသူတွေအတွက်ဝန်내ချင်းအထိမ်းအမှတ်အဖြစ်အနက်ရောင်ဝတ်စုံတွေကိုဝတ်ဆင်လာကြပါတယ်။ဒါအပြင်သူတို့ကအမေရိကန်ကဘုံကျဲလို့တည်သွားတဲ့ចောင်းသားလေးတွေရဲ့ဖက်နှက်တွေနဲ့ចောင်းလွယ်အိတ်တွေကိုလည်းတက်တည်အဖြစ်ယူဆောင်လာကြပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ကအမေရိကန်ကိုယ်စားလှယ်အဖွဲ့ဒီအီရန်ကိုယ်စားလှယ်အဖွဲ့တွေနဲ့တီးခြားစီတွေ့ဆုံဆွေးနွေးမှုတွေအရင်လုပ်နေပါတယ်။ပါကစ္စတန်ကဒီနှစ်ဖက်ကိုယ်စားလှယ်တွေကိုမျက်နှာချင်းဆိုင်တွေ့ဆုံပြီးဓာတ်ရိုက်ဆွေးနွေးနိုင်အောင်အသေးအတန်စူးစမ်းနေပါတယ်။နှစ်မပြေခဲ့ရင်တော့ပါကစ္စတန်တာဝန်ရှိသူတွေကဂျားကန်အနေနဲ့တခန်းစီကူးပြီးတော့တွယ်ဝိုက်ဆွေးနွေးမဲ့ပုံစံမျိုးလုပ်သွားဖို့ပြင်ဆင်ထားပါတယ်။ဆွေးနွေးပွဲမစခင်မှာသမ္မတထရန့်ကအီရန်နေမှာကစားစီယာဘာဖဲချက်မှမရှိဘူး။နိုင်ငံတကာရေလမ်းအောင်ဖြစ်တဲ့ဟော်မုတ်ရေလက်ကြားကိုခဏတစ်ဖြုတ်အကြက်ကိုင်းနေရပဲရှိတယ်။သူတို့အခုချိန်ထိအသက်ရှင်နေတာဒီဆွေးနွေးပွဲကိုလာဖို့ပဲလို့သူ့ရဲ့ Truth Social မှာညကအကြီးအကျယ်ကြေညာထားပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အမေရိကန်ကအီရန်ကိုချွေးသိပ်တဲ့အနေနဲ့ကြီးမားတဲ့အလျှော့ပေးမှုတစ်ခုလုပ်ခဲ့ပါတယ်။ Reuters သတင်းဌာနရဲ့အဆိုအရဆိုရင်ကာတာနိုင်ငံကဘန်ဒီမှာထိန်းချုပ်ခံထားရတဲ့အီရန်ရဲ့ရေနံရောင်းရငွေဒေါ်လာ6ဘီလီယံကိုပြန်လည်ထုတ်ယူခွင့်ပြုဖို့အမေရိကန်ဘက်ကသဘောတူလိုက်ပြီလို့အီရန်အရာရှိတဦးကအတည်ပြုပါတယ်။ဒါပေမဲ့အမေရိကန်အစိုးရအရာရှိတကူကတော့ဒါကိုညင်းပါတယ်။တကယ်သာဆိုရင်ဒါကဟော်မုတ်ရေလက်ကြားကနေပြီးသင်္ဘောတွေပြန်လည်ဖြတ်သန်းခွင့်ရဖို့အမေရိကန်ဘက်ကဒီဆွေးနွေးပွဲမစခင်အရင်ဆုံးလိုက်ရောလိုက်တာဖြစ်ပါတယ်။အီရန်ဘက်ကလည်းဒါကိုအမေရိကန်ရဲ့အလေးနက်ထားမှုအဖြစ်ကြိုဆိုထားပါတယ်။ဒါပေမဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီကတော့အမေရိကန်ကဂရိဖြတ်တက်လို့လုံးဝမယုံကြည်ဘူး။အီရန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်အစွမ်းကုန်ဆွေးနွေးညှိနှိုင်းသွားမယ်လို့ပြောဆိုထားသေးဖြစ်ပါတယ်။အီရန်ရဲ့ဒုတိယသမ္မတကလည်းအမေရိကန်ကအစ္စရေးရဲ့အကျိုးစီးပွားကိုရှေ့တန်းမတင်ဘဲ